Champion League ညပြီးဆုံးခဲ့တဲ့နောက်မှာကျွန်တော်ရဲ့ special one ရွေးချယ်မှုကလည်း2ရက်စလုံး 100% အောင်မြင်ခဲ့ပါတယ်ပထမရက်မှာတော့ကျွန်တော်တို့ Bayern Munich ကိုရွေးချယ်ခဲ့ပြီးတော့ဒုတိယရက်မှာတော့မနေ့ညက PSG ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ညီကိုတွေလည်းတရားခိုင်တော့အစီအပြေခဲ့ကြရတယ်ပေါ့နော်ဒီပွဲတွေကိုကျွန်တော် special one နိုင်မှပေးနဲ့ပေးခဲ့တဲ့ပွဲတွေဖြစ်ပါတယ်ဒါကတော့နိုင်ပေးပွဲစဉ် special one တညကိုတပွဲထွက်တယ်ကျွန်တော်ကြိုက်ဆုံးပွဲတွေပေါ့နော်သုံးသပ်ချက်နဲ့ပို့ပေးတာပဲဖြစ်ပါတယ်ဒီကနေ့ညမှာလဲ Europa League Conference League တွေကမှ Europa League တွေကပဲထွက်မှာပါ special one ကတော့ဒီပွဲစဉ်လေးကိုလည်းကျွန်တော်ရဲ့ special one ကို TikTok Wall ရရှိရဲ့နံပါတ်ကနေအကြိုက်လာရောက်ယူလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ဒီညအတွက် Conference League တွေကကျွန်တော်အကြိုက်ပွဲလေးကိုဒီပွဲစဉ်ဒီဗီဒီယိုလေးမှာနည်းငယ်ပြောပြပေးသွားချင်ပါတယ်ဒါဆိုကျွန်တော်စမယ်ပေါ့နော်ဒီပွဲလေးမပြောခင်ကျွန်တော်ရဲ့ channel လေးတွေကိုလည်း join ထားစေချင်ပါတယ်ကျွန်တော်ရဲ့ TikTok Wall ထဲမှာရှိရဲ့ဒီ link လေးကနေလာရောက်ပြီးတော့ join လို့ရတယ်အဲ့မှာပွဲစဉ်တော်တော်များများကိုတင်ပေးလေးရှိရဲ့ channel လေးဖြစ်ပါတယ်ဒါဆိုပထမပွဲရတယ်ကျွန်တော်တို့ Vallecano နဲ့ AEK ပွဲပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ Asia ဖြစ်တဲ့ Vallecano ကိုကြိုက်ပါတယ် Vallecano နဲ့အိမ်ခွင်းမှာတော့မရှုံးနိုင်ဘူးအနိုင်ပဲစကြည့်ရမယ်တလုံးကနေစကြည့်ရမယ်လို့ကျွန်တော်ကတော့မြင်မိရတဲ့အတွက်ဒီပွဲစဉ်မှာတော့ Vallecano ကိုကြိုက်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ Crystal Palace နဲ့ Figo ပေါ့နော် Crystal Palace ကနေပြီးတော့1.20ဆိုတဲ့ကြီးတန်းကကျွန်တော်ကတော့9ထိုက်တဲ့ကြီးတန်းလို့ပဲမြင်ပါတယ် Premier League ကအသေးတော်များများတခြားလိရအသေးတွေပို့ပြီးတော့တဖျားတာတယ်လို့ထင်မိရတဲ့အတွက်ဒီပွဲစဉ်မှာတော့ Crystal Palace ကဘာလဲဆိုတာကိုလုံးပြလိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်မှာတော့ Crystal Palace ကိုရွေးချယ်ပေးကြပါတယ်ဒါတော့ကျွန်တော်အကြိုက်ပွဲနှစ်ပွဲကို Conference League တွေကရွေးချယ်ပေးကြတာပဲဖြစ်ပါတယ်ကျန်တဲ့ special one တပွဲကောင်းရဲ့တခြားဒီ Europa League တွေကမှပွဲချန်တွေကိုလည်းကျွန်တော်ရဲ့ channel ထဲမှာတင်ပေးသွားမှာဖြစ်လို့ channel လေးကို join ထားစေချင်ပါလဲအဲ့မှာလဲကျွန်တော် special one တွေကို record တွေတင်ပေးထားပါတယ်တွားရောက်ပြီးတော့ကြည့်ရှုပြီးတော့ကျွန်တော်ရဲ့ပွဲတွေကိုလာရောက်ယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခုလပ်ပါ